ကယ်၍သင်ကတက်ကြီးတဲ့အထိအလုံးမလုံးချင်ဘူးအချိန်တစ်ခုရောက်ရင်နားကျင်တယ်အလုံးမလုံးဖဲနဲ့ဘဝကိုလှုပ်ချင်တာလေးတွေဖြစ်ချင်တာလေးတွေလှုပ်ပြီးနေချင်တယ်ဆိုလို့ရှိရင်လှုပ်လို့ရတဲ့နည်းလမ်းကတော့ FIRE လို့ခေါ်တယ်သူ့ရဲ့အရှိကောက်ကတော့ Financial Independence Retire Early အဲ့တော့ဒီနေ့ကျမတို့ဘာတွေပြောကြမလဲဆိုရင် FIRE ဆိုတာကဘာလဲဒီ FIRE ကိုလူတွေကဘာလို့စိတ်ဝင်စားကြတာလဲပြီးတော့ကိုယ်တိုင်ရော FIRE လမ်းကြောင်းကိုဘလို့စလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမယ် FIRE ဆိုတာကရိုးရိုးလေးပါပဲကျမတို့ရဲ့ဝင်ငွေတွေဟာတော်တော်များများကိုစုပြီးတော့ယင်းနှိမ့်မြုပ်နှံထားခြင်းအပြင်တစ်ချိန်မှာအဲ့ဒီယင်းနှိမ့်မြုပ်နှံမှုကနေရတဲ့အကျိုးအမြတ်နဲ့ပဲကိုယ့်ရဲ့ဘဝကိုဆက်ပြီးတော့မှရက်တည်နိုင်သွားဖို့အဲ့ဒါမှဒါကျမတို့ကအလုံးလုံးစရာမလိုတော့ဘဲနဲ့ဒီရတဲ့ဝင်ငွေပေါ်မှာဦးတည်ပြီးတော့နေလို့ရတဲ့အတွက်ကြောင့်မို့လို့ကိုချစ်တဲ့အရာတွေကိုဆက်ပြီးတော့လုပ်နိုင်မှာပေါ့နော်ဥပမာကျမကတစ်နှစ်မှာ300သုံးမယ်ပေါ့အဲ့ဒါဆိုရင်အကယ်၍ဒီ300ကိုကျမရဲ့ရင်းနှီးမြှုပ်နှံမှုတွေကနေပြီးတော့ဒီ300ဆိုတဲ့ဝင်ငွေကိုရနေပြီဆိုလို့ရှိရင်ကျမက financial independence ဖြစ်သွားပြီ FIRE မှာတော့ပုံစံအမျိုးမျိုးရှိတယ်ကိုနဲ့ကိုက်ညီတဲ့ပုံစံနဲ့ကိုက adapt လုပ်ဖို့လိုတယ်ပထမအဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ရိုးရိုး FIRE ပေါ့အဲ့တော့ဘာအလုပ်တစ်ခုမှမလုပ်တော့ဘဲနဲ့ဒီရင်းနှီးမြှုပ်နှံမှုကနေပြီးတော့မှရတဲ့ဝင်ငွေနဲ့ပဲနေထိုင်တာပေါ့ကိုကဝါသနာပါတာလေးတွေလုပ်နေမယ်ဒီရင်းနှီးမြှုပ်နှံမှုကနေပြီးတော့မှရတဲ့ဝင်ငွေနဲ့ကိုယ့်ရဲ့အသုံးစရိတ်တွေကို cover လုပ်နေအဲ့ဒါဆိုလို့ရှိရင်ကျတော့နံပါတ်ဒီရိုးရိုး FIREနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် lean fire လို့ခေါ်တယ်ပေါ့နော် lean fire ဆိုတာကြဗာလဲဆိုတော့ကိုကလက်ရှိတော့ခုနပြောသလို300တစ်နှစ်ကို300သုံးနေပြီမဲ့ဒီ lean fire မှာကြတော့ကိုယ့်ရဲ့သုံးစွဲမှုကိုဘယ်လောက်ထိရှော့ချလို့ရမလဲကိုကတွက်ကြည့်လိုက်တယ်အရင်ကကိုကဝင်ငွေတွေရှိခဲ့တဲ့အတွက်ကြောင့်မလို့တစ်နှစ်ကို300သုံးနေဆိုပေမဲ့အကယ်၍ retire early လုပ်လိုက်ပြီဆိုလို့ရှိရင်350ပဲသုံးတော့မယ်ဆိုတော့စိတ်ကူးရှိတယ် plan လည်းရှိတယ်ဆိုလို့ရှိရင်ကြတော့ဒီ lean fire ပေါ့ကိုယ့်ရဲ့သုံးစွဲမှုကိုတော်တော်လေးကိုမှ short ပြီးတော့ဝင်ငွေနည်းနည်းနဲ့ fire သွားတဲ့ပုံစံအဲ့တော့ကိုကချိုးချံချွေတာပြီးတော့မှဒီအသုံးစရိတ်လျှော့ပြီးတော့နေထိုင်ရမယ်ဒါပေမဲ့လည်းကိုမလုပ်ချင်တဲ့အလုပ်ကိုလုပ်နေစရာမလိုဘူးကိုလုပ်ချင်တာလေးတွေကိုလည်းချိန်ရရင်ရတယ်လို့လုပ်လို့ရတယ်ဒါကတော့ lean fire နောက်ထပ် fire တစ်မျိုးကကြတော့ဗာလဲဆိုလို့ရှိရင်ကြတော့ fat fire ပေါ့ခုန lean fire နဲ့ဆန့်ကျင်ဘက်လို့ပြောလို့ရတယ်ပေါ့ကိုယ်တိုင်ကတတာချမ်းတာနဲ့နေထိုင်လို့တဲ့ရင်ကလုတ်တယ်300သုံးတယ်တစ်နှစ်ကိုဒါပေမဲ့လည်းဒီ fat fire ကကြတော့ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုကတော်တော်လေးကိုမှကောင်းတယ်ပြီးရင်အကျိုးအမြတ်တွေလည်းအများကြီးရတယ်ရင်းနှီးမြှုပ်နှံမှုကနေပြီးတော့မှရတဲ့ဝင်ငွေကဥမာ300ဆိုလို့ရှိရင်ကကြတော့ကိုက retire early လုပ်လိုက်ပင်မဲ့ကိုယ့်ရဲ့အသုံးစရိတ်ကိုချိုးချံချွေတာနေစရာမလိုဘဲနဲ့တတာချမ်းတာနဲ့ကိုနေခြင်းတဲ့ဘဝကိုနေလို့ရတယ်နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုလို့ရှိရင် barrister fire ပေါ့သူကကြတော့ဗာလဲဆိုရင်ထပ်ပြီးတော့အလုပ်လုပ်နေရတယ်ဒါပေမဲ့အလုပ်ချိန်နည်းနည်းလောက်ပဲလုပ်ပြီးတော့မှကြံတဲ့ကိုယ့်ရဲ့အသုံးစရိတ်အတွက်လိုငွေကိုရင်းနှီးမြှုပ်နှံမှုကနေပြီးတော့မှရယူတဲ့ပုံစံ fire လို့ပြောလိုက်ပြီဆိုလို့ရှိရင် retire လုပ်ပြီးတော့မှငငယ်ရွယ်နဲ့လုံနိုင်ကိုင်းနိုင်တဲ့အရွယ်မှာ retire လုပ်လိုက်ပြီဆိုတော့ဒါပြင်းတာလားနှမျောစရာကြီးပေါ့အဲ့လိုမျိုးတွေတချို့ကတွေးကြတာရှိတယ်ဒါပေမဲ့ fire ဆိုတာကကိုမလုပ်ချင်တဲ့အလုပ်ကနေပြီးတော့မှအနားယူလိုက်တာပဲရှိတာကိုက financial independence ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုမလုပ်ချင်တဲ့အလုပ်ကိုငွေရဖို့တခုတည်းအတွက်ကြိတ်မိတ်ပြီးတော့လုပ်နေစရာမလိုဘဲနဲ့ကိုကလှုပ်ချင်တဲ့အလုပ်ကိုမှရွေးပြီးတော့လုပ်လို့ရတယ်အဲ့အပြင် full time အလုပ်မျိုးကိုလည်းလုပ်နေစရာမလိုတော့ဘဲနဲ့ကိုယ့်ရဲ့ဒီအလုပ်ချိန်နည်းနည်းနဲ့လုပ်လို့ရတဲ့ part time လေးပဲဖြစ်ဖြစ်ကိုဝါသနာနဲ့ကိုက်တဲ့အလုပ်ကလေးပဲဖြစ်ဖြစ်ကိုမှရှာပြီးတော့မှလည်း fire လုပ်လို့ရတယ် fire ကိုဘာလို့လူတွေကစိတ်ဝင်စားကြတာလဲပေါ့နော်ဒီနေ့ခေတ်မှာတော်တော်များများဒီ fire အကြောင်းကိုပြောလာကြတယ်အဲ့တော့ဒီမေးခွန်းကိုဖြေရမယ်ဆိုလို့ရှိရင်ပထမအဆုံးကတော့လွတ်လပ်မှုပေါ့နော်ဘာလို့ဆိုတော့ကျမတို့အများစုကအလုပ်ကိုပတ်စံလို့လုပ်ကြရတာပေါ့နော်ဒါကတော့အမှန်ကန်ပဲပေါ့အဲ့တော့ပတ်စံလိုအပ်ရင်တော့အလုပ်လုပ်ရတယ်ဒါပေမဲ့အကယ်၍ကျမတို့မှာဒါရင်းနှီးမြှုပ်နှံမှုကနေပြီးတော့မှဝင်ငွေရနေပြီဆိုလို့ရှိရင်ဘာအလုပ်လုပ်မလဲဆိုတာကို
ကိုယ်တိုင်စိတ်ကြိုက်ရွေးလို့ရတယ်အိတ်ချင်တဲ့အချိန်မှာလည်းအိတ်လို့ရတယ်အနားယူချင်တဲ့အချိန်မှာလည်းယူလို့ရတယ်နောက်ဆုံးကိုကြည့်လို့မရတဲ့ boss နဲ့လည်းအတင်းရီပြပြုံးပြနေစရာမလိုတော့ဘဲနဲ့သူနဲ့ဝေးဝေးမှာနေလို့ရတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်အချိန်ပိုရလာတာပေါ့ကျွန်တော်တို့ full time လုပ်တဲ့လူတွေကအလုပ်တစ်ရက်ကိုမှ8နာရီလုပ်တယ်ဆိုလို့ရှိရင်တစ်ပတ်ကိုနာရီ40ပြန်ပြန်လုပ်ရတယ်ပေါ့တော့တစ်လကိုကိုယ့်ရဲ့ချိန်နဲ့ကနေပြီးတော့မှနာရီ160လောက်ကကုန်သွားတယ်ပေါ့နော်အဲ့ဒီတော့ကြံတဲ့အချိန်မှာကျမတို့ကအိပ်ရမယ်ဒါပေမဲ့လည်းတို့မိသားစုနဲ့အချိန်တို့ပြီးရင်ကိုယ့်ရဲ့တငယ်ချင်းနဲ့အချိန်တို့အဲ့ဒါတွေကပျောက်သွားတယ်ပြီးရင်ကိုယ့်ရဲ့ဝါသနာဆိုတာတကယ်ကိုခောက်ထားရတယ်လို့တော့မှပြောလို့ရတယ်ကိုယ့်အတွက်ချိန်ဆိုတာအရန်နေပါသွားတယ်ဒီအလုပ်ချိန်ပြေလုပ်နေပြီဆိုလို့ရှိရင်ကကြတော့ကိုကအလုပ်လုပ်တဲ့အတွက်ပင်ပန်းတယ်ဆိုလို့ရှိရင်အနားယူခြင်းတယ်ဆိုတော့ကြောင့်မလို့ကြံတဲ့အချိန်မှာအချိန်ရှိတယ်ဆိုရင်တော့မှ energy ရဲ့အကုန်လုံးကိုဒီအလုပ်မှာကိုကသုံးလိုက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကို့မှာ energy လဲညော့နေလာတယ်ပေါ့နော်နောက်စိတ်ဖိစီးမှုညော့နေလာတာကလည်းတကယ်ကိုကောင်းတယ်ပေါ့နော်။ဘာလို့အလုပ်ကနေပြီးတော့မှစိတ်ဖိစီးစရာတွေကတကယ်ကိုအများကြီးရှိကြတာပဲပေါ့နော်။အဲ့တော့ကျမတို့အလုပ်မှာစိတ်ဖိစီးနေရတယ်။အဲ့ဒါဆိုလို့ရှိရင်လည်းဒီ fire လုပ်လိုက်မယ်ဆိုလို့ရှိရင်ကကြတော့အဲ့ဒီစိတ်ဖိစီးမှုတွေကနေလည်းကျမတို့ကလွတ်မြောက်နိုင်တယ်။ပြီးတော့ကျမရေးအတွက်လည်းတော်တော်လေးကိုမှကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့စိတ်ဖိစီးမှုတွေချော့ချနိုင်ပြီဆိုလို့ရှိရင်တော့ကျမရေးကပိုကောင်းလာမှာအသေးချာပဲပေါ့နော်။အဲ့တော့ကိုကလမ်းထွက်လျှောက်လို့ရမယ်လေ့ကျင့်ခန်းတွေလုပ်လို့ရမယ်ကိုလုပ်ချင်တဲ့အရာလေးတွေဝါသနာပါတာလေးတွေရှိရဆိုလို့ရှိရင်အဲ့ဒီလိုအရာတွေကိုစိတ်အေးလက်အေးနဲ့ပို့ပြီးတော့မှစိတ်လက်ပေါ့ပါစွာနဲ့ကိုကလုပ်လို့ရနောက်ဆုံးအနေနဲ့ကတော့ကိုစိတ်ပါတဲ့အလုပ်ကိုရွေးချယ်လုပ်ကင်မှုအတွက်ကိုပို့ပြီးတော့မှအခွင့်အလမ်းရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဒါငွေကြေးစိတ်ပူစရာမလိုတော့ဘူးဆိုလို့ရှိရင်တကယ်လှုပ်ချင်တဲ့တကယ်ဝါသနာပါတဲ့အလုပ်တွေကိုကိုကလုပ်လို့ရပြီ